ဒုက္ခပါပဲရှေးဟောင်းပျက်စီးတွေကိုတွားရောက်ရှာဖွေရဲ့တန်ရှင်းသောသခင်နဲ့အထူးကြုံဆုံးကြီးကအရောက်စိတ်လောက်အဆက်အသွယ်ပြတ်တောက်သွားပြီငါပျက်စီးတွေစီတွားစုံစမ်းလိုက်မယ်မင်းတို့တွေတန်ရှင်းသောမြေကိုအမြန်ပြန်ပြီးအခြေအနေကိုထိန်းထားလိုက်ငါသူငယ်ချင်းရဲ့မျိုးဆက်တွေအတွက်ကံကြမ္မာကိုပြောင်းလဲပေးပြီးရဲ့နောက်ထောက်ဝိတန်ရှင်းသောမြေစီလာရောက်လေပတ်ခဲ့တယ်ဒီလိုဝိုင်းရင်တန်ရှင်းသောမြေရဲ့အခြေခံအုတ်မြစ်ကတကယ်ကိုတစ်ခုခုတော့ရှိတာပဲဒါပေမဲ့လမ်းပြနေတဲ့ဒီဖိုးကြီးတွေဘာလို့ဆန်ကောလို့တုံနေကြတာလဲဟဲဟဲငါသခင်ရဲ့ပြိုင်ဘက်ကင်းတဲ့အငွေအသက်တွေကြောင့်ကြောက်နေကြတာတေချာတယ်ထောက်ဝိတန်ရှင်းသောမြေတရားကျင့်ဆောင်ရနေရအလွန်ရေးကြီးနေလို့ပါဘိုးဘေးများတရားကျင့်ရမှာထွက်ခွာပေးပါရန်လူသေးစွာတောင်းပန်အပ်ပါသည်ရိုင်းဆိုင်လာကြည်လားတန်ရှင်းသောမြေပျက်စီးမသွားသေးပဲဘာလို့ငါတို့ရဲ့အိတ်ဆက်ချင်းကိုနှောင့်ယှက်တာလဲဘိုးဘေးတို့အမျက်မထွက်ပါနဲ့တန်ရှင်းသောမြေဘေးဒုက္ခကြုံနေရတာမဟုတ်ပဲအလွန်ရေးကြီးရဲ့ဧည့်သည်တော်တယောက်ရောက်နေလို့ပါမဟုတ်ကဟုတ်ကငါတို့ထောက်ဝိတန်ရှင်းသောမြေရဲ့အမွေနှစ်ကနှစ်ပေါင်းတောင်းချီရှိပြီဘသူကများဧည့်သည်တော်ဆိုရဲ့စကားလုံးနဲ့ထိုက်တန်လို့လဲသူကအစ်စ်အမှန်နဲ့ဖျားနမင်းတစ်ပါးဖြစ်နေလို့ပါအတိတ်ပဲမရှိတာတွေလောကမှာနတ်ဖျားဆိုတာမရှိဘူးမင်းစိတ်ဖောက်ပြန်နေတာလားတကယ်လို့သူကနတ်ဖျားဆိုရင်ငါကဒီနေ့မင်းကိုပဲဘိုးဘေးလို့ခေါ်လိုက်မယ်သူကနာယီပိုင်းတွင်းမှာတင်တန်တရားသခင်ကိုနှိမ်နှင်းပြီးတွေးဆက်တရားကိုယူကာထောက်ဝိပန်ကဘာဦးဝါနဲ့ကိုစစ်နဲ့ကြပန်းတို့ဖြင့်ထိုက်ချင်းခန္ဓာကိုယ်ကိုအတင်းတမဖန်တီးခဲ့ပါတယ်ကောင်းကင်ဘေးဒုက္ခကြားရောက်လာတဲ့အခါမှာလဲသူကလက်တစ်ဖက်တည်းနဲ့လူသားပုံတန်ထန်မိုးကြိုးကိုဖျက်ဆီးပြီးခြေတစ်ဖက်နဲ့အဆုံးမဲ့မိုးကြိုးပင်လေကိုနင်းချေခဲ့တယ်ဒါတွေအားလုံးကိုအကြီးကဲတွေကိုယ်တိုင်မြင်တွေ့ခဲ့ရတာပါမင်းဘာလို့စောစောမပြောရလဲဒါကကောင်းကင်ကစင်းတက်လာတဲ့နတ်ဖျားစစ်ပဲမင်းလိုမိုင်းမဲတဲ့မြေမြင့်ဘာလို့စောစောမပြောရတာလဲမြန်သွားရအောင်နောက်ကျသွားရင်ငါတို့တန်ရှင်းသောမြေပျက်စီးသွားလိမ့်မယ်မျိုးဆက်တင်များနတ်ဖျားမင်းကိုအယိုသေးပေးအပ်ပါတယ်အဝေးကနေကြိုဆိုဖို့ပြက်ကွက်ခဲ့တဲ့အတွက်ကျုပ်တို့ရဲ့အဖြစ်ကိုမရှောင်လွဲနိုင်ပါဘူးဖျားတည်အမြဲတမ်းတရားကျင့်နေတဲ့အစ်မြင့်ဘိုးဘေးကြီးတွေမဟုတ်လားသူတို့ကလူငယ်တယောက်ရှေ့မှာဒူးထောင်နေကြတာလား幸好繁文缛节就免了先人听着爱儿换我前辈即可အခမ်းအနားအလုပ်အကျွေးတွေမလိုပါဘူးနတ်ဖျားဆိုရဲ့ခေါ်ဝေါ်ကနားထဲမှာကက်လန့်ဖြစ်နေလို့စီနီယာလို့ပဲခေါ်ပါဟုတ်ကဲ့ပါစီနီယာရဲ့အမိန့်တိုင်းနာခံပါမယ်မင်းတို့အဖိုးကြီးတွေအခြေအနေတီးလို့တော်သေးတာပေါ့အနောက်ကနေတေချာလိုက်လို့ကြွေးကြဟုတ်ကဲ့ဟာဘိုးဘေးကြီးတို့မကောင်းတော့ဘူးတန်ရှင်းသောသခင်ရှေးဟောင်းပြက်စီးတွေကိုတွားရှာဖွေရင်းပိတ်မိနေပြီဝင်ပေါက်ကိုအလွန်ကြောက်စရာကောင်းတဲ့တားမြစ်ချက်အနီရောင်လင်းတန်းနဲ့ပိတ်ဆို့ထားတယ်ကောင်းကင်အေဂရက်စ်အဆင့်စွမ်းအားမျိုးမရှိရင်ဘလို့မှဖျက်ဆီးလို့မရနိုင်ဘူးဘာလဲကောင်းကင်အေဂရက်စ်အဆင့်ဟုတ်လားငါတို့အသက်နဲ့လဲရင်တော့ဝင်နိုင်မှာမဟုတ်ဘူးကောင်းကင်အေဂရက်စ်ရဲ့အစီအရင်လားမျက်ခုံးတောင်လုံးမှာမဟုတ်ဘူးဘလောက်တောင်ကြန့်ခိုင်မလဲဆိုတာငါသွားကြည့်ရသေးတာပေါ့ရှေးဟောင်းပြက်စီးဝင်ပေါက်စီနီယာတတိထားပါဒီအစီအရင်ကတံပြန်တိုက်ခိုက်နိုင်တယ်ဘာမဟုတ်တဲ့အစီအရင်လေးလဲငါသခင်ကိုအသားပုတ်တိုက်ပေးဖို့တောင်မတန်ဘူးဒီငွေအသက်ကဒဏ္ဍာရီတွေကရှေးဟောင်းခေတ်ရဲ့တားမြစ်ထားတဲ့မိစ္ဆာကြီးပဲဒီလောက်အာဟာရပြေးဝတဲ့အရာတွေငါစီအလိုလိုရောက်လာတာပဲငါရဲ့ရေပူဇော်တက်ကဖြစ်ရတာမင်းတို့အတွက်အမြင့်ဆုံးဂုဏ်ယူစရာပဲတွားပါပြီခေါင်းတလားထဲမှာပုံနေတဲ့အဖိုးကြီးကများငါ့ကိုရေပူဇော်ဖို့လှုပ်ချင်နေတာလားရုပ်ကအလင်းမပြနိုင်တာထားပါဦးမင်းကမင်းရဲ့ခွေးကိုထက်တောင်ပို့ပြီးဟန်ဆောင်နိုင်သေးတယ်ဘလို့အဆင့်ရှိတဲ့လေလွင့်တရေမို့လို့ငါသခင်ရှေ့မှာအော်ဟစ်ရဲတာလေခေါင်းတလားဖုံးကိုအမြန်ဖွင့်ပြီးထွက်လာခဲ့ပြီးရင်ဦးသုံးချိန်ချလိုက်ငါသခင်ကိုလက်ပါအောင်မလုံးနဲ့မင်းရဲ့အတိုက်အမြုံကိုဖျက်ဆီးပစ်လိုက်မယ်